Alright guys, အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖြစ်ပါတယ် and ဒီဗီဒီယိုမှာဆို privacy အသစ်ကိုလောက်အောင်ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုကတော့ full အိုင်းရမှာရှာမှုပေါ့နော်ဆိုတော့ VPN လေးခံပြီးတော့ဗီဒီယိုကြည့်ပြီးကြအောင်ပေါ့နော် Okay အဲ့တော့ဘာချီဝေးပြောပြီးတော့စကြရအောင်ဒါနဲ့ this privacy မှာပေါ့နော်လုံးဝအတုံးမဟုတ်ဘူးနော်မိုင်းထက်ကအတုံးမဟုတ်လည်းပြောင်းသွားဆိုတော့အားကြောင့် yeah let's go တော့ဒုက္ခရအောင်လည်းမသိတာပြမဆုံးတစ်ပေးရင်စခုလေဗျာဆိုတော့ဟုတ်တယ်မလားကျော် Okay တခုလို့ပြပါတော့ကျော်အနီးနားမှာရှိရဲ့နဲလိုက်ကြည့်ရောနော်အနီးနားကိုဆိုပြီးတော့ကျော်တို့ဒီမှာတစ်တွေကိုချောတက်လိုက်အောင်နော်ချောတက်ပြီးတော့ crafting table ကိုလုပ်တယ်ဒီကနောက်ပြီးတော့ကျော်တို့ဒီမှာ crafting table ကိုလိုအပ်ဒီနည်းနည်းခက်လွတ်နေရာလေးမှာထားလိုက်ဗျာပြီးတော့ကျော်အမှ item craft တယ်ပေါ့နော်Okay, wooden sauce လုပ်တယ်ပြီးတော့ကျွန်တော် pickaxe ထပ်လုပ်တယ်ပေါ့နော် wooden pickaxe ကကြတော့ Okay, wooden pickaxe Okay ပြပြီဆိုတော့ကျွန်တော်မိုင်းသားတူရရအောင်ကျွန်တော်ကြောက်တုံးဖြစ် upgrade တင်မယ်ပေါ့နော်ဒီ upgrade တင်ရင်ကျွန်တော်2ရင်တက်ရအောင်ဟုတ်တယ်မလားကျွန်တော်ညရောက်လို့ရှိရင်အေးအားတက်လာတက်တယ်အဲ့တော့ကျွန်တော်ရဲ့ supply box တွေရတယ်ကျွန်တော်မယူလေးရဲ့ပစ္စည်းကြောဒီမှာတိလာဒါဒီလေးရတာဗျာစောစောစီးလိုက်လို့ရှိရင်ထူထူ crap နေကြရမလို့တော့ Okay အဲဒီသူတွေရင်လိုက်တက်ရအောင်ရောOkay နောက်ဆုံးတော့ရပြီကျွန်တော်မိုင်းတော့တူရအောင်ညာသူတွေလည်းတက်ပြီးဆို Okay ဆို cave တစ်ခုတော့တွေ့ရကျွန်တော်ဒီထဲမှာတူးမယ်မိုင်းတို့ဒီထဲမှာတူးရရပါ Okay stone age yeah ကျွန်တော်မိုင်းတူးပြီးတော့ပြန်လာရောနော်ပြီးတော့ crafting တွေပဲရှာတယ်ဆိုတော့အမှ iron ကျူတဲ့ဟာတွေ craft လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် stone pickaxe stone sword ရင်လုပ်တယ်ပေါ့နော်ပြီးတော့မှ stone pickaxe လုပ်တဲ့နေရာမှာတက်လိုက်တက်နေဟုတ်လားမျက်စိကိုနောက်อ่ะ stone pickaxe ဆိုတာပထမဆုံးကျွန်တော် stick လုပ်တယ် stick လုပ်ပြီးတော့ချတယ်ချတော့ကျွန်တော်လုပ်မှာဝူရက်ဆော့မှာဗျာဒီ stone pickaxe တွေမှာ stone pickaxe ကိုအဝူရက်ဆော့လို့နေရာမှာချတယ်နေရာမှာချပြီးတော့ဟုတ်တယ်အဲ့လိုလုပ်တယ်ပေါ့နော်အဲ့လိုလုပ်တယ်ရပြီ finally အလုပ်ရချုပ်ပါfinally ရပြီပေါ့နော်ကျွန်တော်တို့လူရင်းနဲ့ stone pickaxe ရပြီးတော့ကျွန်တော်တို့မီးနားမှာရှိတဲ့အဆောင်အုံတွေကိုဝင်စစ်ပါတယ်မ Okay ဆိုမြေအများကြီးပဲနောက်ကောင်အဲ့မှာအဲ့လောက်ကြီးလည်းမဟုတ်ဘူးပေါ့နော်ကောင်းကြီးချာရကဲရဲတော့လေးပါဒီနေ့အောင်ကျွန်တော်ရဲ့ base လုပ်ပဲကြတာအဆောက်အဦကအသိရှိပြီးသားဆိုဟုတ်တော့ဘာလဲဆိုမြေရဟာတော်Okay yeah တခါသေးပါပြီပေါ့နော်ဒါတော့မသိကြတော့ဘူးခေတခါရင်ပိတ်တယ်Okay ရပါလေတခါပိတ်ရတော့ထိအောင်ကုန်တယ်ဒီဘာနဲ့လောက်သွားတယ်မှတင်းရ Okay ဆိုတော့ကရပြီဆိုတော့ကဝေကောင်းလေးချလိုက်ရကောင်းတယ် Okay အကုန်တက်လိုက်တော့မလေးညဒီကောင်းလေးကစက်တိုက်စုံမုန်းနေပါတယ်မြည်တွေကထွက်လာကြOkay ကျွန်တော်ဒီကောင်းလေးကိုချတယ်ရော့တိုင်း come on yeah Okay ကျွန်တော်လည်းနောက်ဆုံးတော့ဆက်ကုန်းလေးပဲတူတော့ချက်တဲ့ပစ္စည်းတွေဝယ်ယူလာလိုက်တယ်ဗျာဆိုတော့အဲ့ဒီမှာ iron တွေလည်းအများကြီးပဲ gold တွေလည်းအများကြီးပဲနောက်ခုဘာကြီးလဲမသိဘူးနောက်ထပ်ရှိသေးတယ် Okay ကျွန်တော်မြင်နေလိုက်ပါဒါ brother မြင်နေတိုင်းတော့နော် Okay ဆိုတော့ကျွန်တော် chest ကိုချရဲနောက်ပြီးတော့ကျွန်တော် iron tools တွေ craft လိုက်တယ်လား iron tools တွေ craft တဲ့shield တွေ iron sword iron pickaxe စသဖြင့်အဲ့နောက်ပြီးတော့ကျွန်တော်အဲ့ရပါ craft လိုက်ပါညောင်းနေဆိုတော့ဟိုဆောက်ကိုမနေ့ကျပြန်သွားမယ် zoom ကိုရှင်းမယ်ပြီးကျွန်တော်ရဲ့ base လုပ် The next day မနေ့ရပါပြီ yeah brother တို့မနေ့ကပြောတာ
မနေ့ဟုတ်တယ်ဗောနော် Minecraft ထဲမှာဆိုမနေ့ကပြောရတဲ့အတိုင်းပဲကျွန်တော်ဒီအဆောက်အဦပြန်လာတယ် Okay guys okay guys ဒီခါတော့စပွန်းနဲ့ဟာပဲရောက်ရတယ်မသိဘူးတော့ limit နဲ့စပွန်းလာတာမသိစပွန်းနဲ့ဟာကုန်သွားဘာလဲတော့မသိဘူးဗောနော် introduce ကျွန်တော် creative mode နဲ့ introduce လုပ်တယ်ဗောနော် yeah အဲ့ဒါရင်ကြည့်ပါထားတော့လောဆယ်ကျွန်တော်ဒီအိမ်ကိုအမိုးရမယ်လောဆယ်တော့ iron food ကမှအရေးချတယ်ဗျပြီးတော့မှဒီအိမ်မိုးမယ် okay ကျွန်တော်ရဲ့ကိုက iron food ကမှရဘူးလေဟုတ်တယ်မလားဆိုတော့အဲ့ဒါအရင်တော့ supply box တွေရှိတယ်ဘာမှန်းလဲလို့ကျွန်တော် okay ဆိုတော့ဘာမှလည်းအရင်ကြည့်ဒီထဲကိုမလိုအပ်တဲ့ဟာလေးထည့်ခဲ့မယ်ပေါ့နော်နောက်ကျရင်လောဆယ်တော့ငါ့ကိုပဲတင်ခဲ့မယ်နော်ဒီကျွန်တော်ကတော့ iron ပဲသွားထည့်ချမယ် yeah iron လာချတာမိတို့တွေ့ရအောင်နော်မိတို့တွေ့လဲတူပါတယ် iron မိကျို့ဆိုရင်တော့မိတို့တူကိုတစ်ခါပြန်လာမရအောင် okay ဒီလိုရတာပေါ့ပါစိတ်မစရာဘူး okay yeah အောက်ကတော့နစ်တယ်ဗျာဆိုနည်းနည်းနတ်တယ်ကျွန်တော်မစင်းသွားတော့ကြည့်ချော်ကြတော့ဒုက္ခပါပဲအတုံးမဟုတ်တော့တော်အရှင်ကြီးဆုံးနေ okay ကျွန်တော်တူးတယ်ပါနော် yeah ကျွန်တော် speed မြင်လိုက်ပြီနော် video speed မြင်လိုက်ပြီကျွန်တော်ကတော့တည်ရတိုင်းပဲပေါ့နော် iPhone ကမှလို့ရင်ဆိုတော့ iPhone လေးပဲတခုံသိမ်းမိတ်လိုက်တူပါတယ်ပေါ့နော်နောက်တော့ကျွန်တော်ရဲ့အိယာကိုဒီကိုပြောင်းရွှေ့လိုက်တယ်ပေါ့နော် yeah ကျွန်တော် spawn white ဆက်တယ် white ဆက်ပြီးတော့ကျွန်တော်ဆုံးတာကင်ခဲ့တဲ့ငါးတွေယူမယ်ပေါ့နော်ပြီးရင်ကျွန်တော်မလိုအပ်တဲ့ height တွေထည့်မယ်လောလောဆယ်တော့မလိုတဲ့ဟာတူမရှိဘူးပေါ့နော်တော်တော်များများတော့သူကလည်းသူ့လိုတယ် okay yeah ဒီလား stone တွေကျွန်တော်မလိုတော့ဘူး stone tools တွေတော့ထည့်ခဲ့လိုက်တော့ညက်ရပြီဟော iron တွေလည်းရပြီ iron လည်းစင်သစ်ဖြစ်ပြီပေါ့နော် iron တွေယူလိုက်တယ်ဆန္ဒတူခဲ့တဲ့ iron တွေကျွန်တော်မီးကြိုးလိုက်တာနော်ဟာကျွန်တော်အဲ့အပိုင်းဖြတ်လိုက်တာဘာမှမဟုတ်ပဲရှိနေနောက်တော့ကျွန်တော် iron နဲ့ helmet လုပ်လိုက်တယ်ကျွန်တော်ရဲ့ဒီ crab မဲ့ပုံစံပါနော်အပေါ်ကနေအောက်သွားတယ်ဒီနဲ့ဗျာ helmet ရဲ့အဲ့တော့အင်ဂျီရဲ့ပေါင်းကြီးရဲ့ဖက်နဲ့အဲ့လိုသွားပြီအစင်းလိုက်ပါနော်တော့ကျွန်တော်လာနေပြည့်မယ်ကူပါဆိုတော့ဗီဒီယိုစမှာတော့ဟာလေဗလာကျွန်တော်နည်းနည်း6ကျင်နဲ့တွေ့ရအောင်နော်အတုံးမဟုတ်တော့ပြောတာကျွန်တော်ခဏခုနဲ့တော့မဆန်းတော့โอเคနောက်ထပ်ကျွန်တော်ဒီထဲဝင်တယ်အခုပြုတ်ကြမှာဆိုလို့တတိထားပြီးသွားနေရနေပြုတ်ကြတယ်ပေါ့နော်စီစီမယ်ဆိုပြီးတော့ပြီးတော့ကျွန်တော်ဒီမှာအထက်ကစီမံပစ္စည်းယူရဲပြီးတော့အပေါ်ပြန်တက်လာတယ်နော်โอเคဆိုတော့အပေါ်ပြန်ရောက်တော့ညရောက်ပြီပေါ့နော်ဆိုတော့အင်ဝဲမြင်ပြန်ရတယ်ဘာမှမလုပ်တော့โอเค let's go မြင်လောက်ခါတုံးမဟုတ်တော့ပါတုံးမဟုတ်တော့နှင်းနေလို့ပဲဆော့ရတယ်နောက်တော့တမျိုးကြီးပဲဗျဒုက္ခလည်းရောက်yeah come on okay ရပြီဆိုမနေ့ရောက်သွားပြီပေါ့နော်ကျွန်တော်ပြီးတော့ iron နဲ့ boost လုပ်တယ်ပြီးတော့ကျွန်တော် iron နဲ့ boost မလုပ်ပါဘူး iron နဲ့ boost မလုပ်ကျွန်တော်ဘယ်လိုလဲဆိုတော့ဗျာကျွန်တော်ပြောရတဲ့အတိုင်းပဲအပေါ်ကနေအောက်သွားအပေါ်ကိုဖြည်းဖြည်းနဲ့ trap သွားမယ်ပေါ့နော်အားကြောင့်ကျွန်တော် boost လုပ်မယ်ဆိုပြီးတော့မလုပ်တော့ဘူးပြီးတော့ကျွန်တော်မြားလဲလုပ်လိုက်တယ်မြားလည်းတော့မရှိဘူးပေါ့နော် okay ပြီးတော့ကျွန်တော် mine နဲ့တော့ထပ်တူပါတယ် okay ပေါ့နော်ကျွန်တော် mine တစ်ခေါက်လာပြန်တူးတယ်အပိုင်ကောပါဒီ update မှာရှိလို့လားဒီစမ်းမဒါလည်းရရှိမရှိ okay ဆိုတော့ကျွန်တော်ကဟုတ်ကဲ့ဒီကဘာမှလည်းမရှိပါနဲ့
ကဲစင်းနဲ့ဝင်တော့ဝင်လာတယ်ကဲဆိုကျွန်တော်မိလိုက်နေထထုံးတယ်ထုံးတော့ထဲထုံးဝင်ကြည့်ရောနော်ဒီမှာလည်းပါချီအောင်နေတယ်ဒီကလည်းပဲဘာလဲအာယုံနေရပဲနားရှိရနောက်တော့ပြန်သွားကြည့်ရโอเคတွေ့ပြီဒီမှာရှိရပါတော့ဆိုတော့ဒီရဲဝင်မြန်တူးလိုက်ကြရအောင်ရှိတော့ကျွန်တော်ဒီကကျဲမိုက်တယ်โอเคနီးနာပတ်လို့ကျွန်တော်နီးတိုင်းနေလျှောက်ထုံးကြည့်ရဒီမှာဒီစုံကြီးလာမှာဆိုလို့လေဆိုတော့အာယုံနဲ့ထပ်တူးမယ်ပါနော်ရပြီဆိုတော့ဒီညမှာလည်းစုံကြီးရှိရပဲဒီညမှာလည်းနေရရှိရဒီမှာလည်းအာယုံနေโอเคနော်အာယုံတော့တော်တော်တွေ့နေနော်ကံကောင်းတယ်ဒီမှာအာယုံနေကျွန်တော်ထပ်တူးတယ်3လုံးလောက်ရခဲ့တယ်ပေါ့နော်အဲ့ထပ်တူးတယ်ကျွန်တော်မီးတဲ့နေရာတော့တက်နိုင်လောက်ရှူကြထားတယ်ပေါ့နော်မလိုအပ်တဲ့နေရာတွေမှာမီးထပ်မတွန်းတော့ဘူးကျွန်တော်ဒီမှာလည်းအာယုံနေတူးပါပါတယ်ဘယ်မှာဇုံကြီးကြီးရဲ့အဲ့ကောင်လေးသွားချရအောင်ပါသွားချရအောင် let's go အေးဟုတ်တယ်များတယ်မှမဖြစ်အောင်ဘယ်လိုဖြစ်ဒုက္ခပဲဆိုတော့ဒီအမဲသွားချရအောင် okay ဒီအမဲသွားချရတယ်ဆို wait what oh shit ကျတလီတော့ထားမိရဲ့ချောင်းမိကွာဒီကောင်တနက်ကြီးဒုက္ခပဲဘယ်လိုကြီးလို့ဒီကောင်လေးတနက်ရနေတယ်ဘာဖြစ်တနက်ကြီးနေဆိုတော့နောက်မှပြန်အောင်မယ်နော်ကဲလောလောဆယ်တော့ရှိရဲ့ ion တွေအကုန်လုံး crap မီးကြိုလိုက်တော့မယ်ခေါ်လိုက်နဲ့ထပ်ဖြည့်ရတယ် okay let's go ဆိုတော့ကျွန်တော်လောလောဆယ်လုံးမှာပါ ion နဲ့ armor crap ပြညောင်းလာ ion ကကြောင်မှာမီးကြိုကဆိုဘာလို့ကောင်း okay အိမ်ရလိုက်ပြင်ရအောင်နော်ဆိုတော့ကျွန်တော်ဒီမှာဝါဒီလိုလဲ armor crap လို့ရဒီပါဟုတ်တယ်ဒါဒီနဲ့ armor crap လို့ရကျွန်တော်ဆက်ချိုးလိုက်ကြအောင်Okay, I'm not really yes. Oh, my dear. Oh, go for ya. Must leave that high time. Okay, by iron a book on it. So the iron and Jaro Mijo, to write how you happy or Jaro, ain't a pound tello later. Yeah, not an open that. And then I'm allowed to. Okay,ဟုတ်တယ်ဗျဖနက်တော့မလောက်တော့ဘူးလူလဲလူအပ်လာပြီအဲ့တော့အိပ်ပဲအိပ်လိုက်ကြရအောင် Yes don't getting the agree acquire hot is it Okay ကျွန်တော်လူတာတွေလုပ်ပြီးတော့နောက်ထပ်နော်ဆိုတော့I'mထွက်တယ်Oh my god creeper ohတော့ရအောင်အိမ်ကို damage မပေးတော့ကျွန်တော် base ကို damage မပေးရကံပါရောနော်ကျွန်တော်ဒီတစ်ခါတော့ဘောနော်အာယုံကျန်တဲ့အာယုံနှစ်တုံးကိုဒီ keep တွေထဲမှာမချတော့ဘူးねရှောက်ပြီးတော့ပြောင်းလာနဲ့ explore လုပ်မယ်လေဒီအိမ်တွေထဲဝင်ချတာပဲဖြစ်အာယုံတော့အိမ်တွေထဲဝင်ချတာပဲဖြစ်ဖြစ်ဟိုကလောက်တာဖြစ်ဒီကလောက်တာပဲဖြစ်ဖြစ်ဇုံကြီးကကြာရတယ်ဒီအာယုံ okay ဒီမှာဇုံကြီးပါဒါပဲလားနော်အေးပါကွာအေးဒီကထားလိုက်ပါတော့သူလည်းသူကနေသူအဲ့ဟာဒီလိုမျိုးတမှုစုကြီးလာဘယ်လိုဖြစ်လို့တော့များမပြောကြပါဘူး6သွားရတဲခဏအဘက်6သွားမယ်ကျွန်တော်မျက်ခင်းစိမ့်နေမှမသွားဘူးနော်တဲခဏအဘက်သွားမယ် Okay let's come on let's go ဘိုက်လဲစားနေပြီအခုစားတယ် Okay ရပြီဆိုတော့ကျွန်တော်တဲခဏအဘက်မှာ6သွားနေတယ်ဒီတစ်မျိုးခုတ်လောက်ခုတ်ခဲ့လိုက်သေးတယ်ဒါနဲ့ဘာလို့ကျွန်တော်ဒီတစ်မျိုးခုတ်တာအိမ်နားမှာအများကြီးရှိနေဟောဒုက္ခပဲငါနဲ့Okay နောက်တော့အဲ့ကိုယူရောပါခေါ်လိုက်တယ်နော်ရပြီဆက်သွားရအောင်ကျွန်တော်ရွာနဲ့မနီးဘူးပြန်လာတယ်ဗျာဆိုတော့အဝေးလေးချောင်းသွားအောင်အိမ်ပြောက်အောင်လားဆိုလို့ပါနော် So guys oh my god အပတူအိမ်နဲ့ဇုံကြီးရှိအောင်လားမသိဒီဇုံကြီးအာယုံနေအများကြီးပဲဟာမိုင်းပြီလေဟောတော့ထောက်ရအောင်ခေတ်တည်းမတူးဆိုရနောက်ဆုံးခေတ်ရပြန်တူပါမယ်ပေါ့ဟာပါလေးရတယ်
မပေးတော့ဗျလက်တော့လက်ပါ Okay chest ထဲမှာဘာမှလည်းမရှိဘူးကွာ Okay chest ထဲမှာဘာမှမရှိတော့ပြန်လာလိုက်အောင်နော်ဘာမှမလုပ်ဘူးနော် game ပဲပြန်oh shit yeah let's go ဒီ cave ထဲမှာအရင်မရှိသူ့အိမ်တော့ cave ထဲမှာအရင်မရှိရတယ် so let's go ဒီဝဲလာကြရအောင်ရပြီဒါတွေအကုန်တူးအလိုက်ရင်ကောင်းကောင်းလောက်တယ်ပေါ့နော် come on let's go ဒါညမရောက်ခင်အိမ်ပြန်ရအောင်ပဲပေါ့နော်မဟုတ်လို့ရှိရင်မတတ်တာတက်ပြီဇွန်ဘီရဲ့တနက်တွေနဲ့အဲ့ဒါကြောင့်ဖြစ်နေရနေပဲဇွန်ဘီရဲ့တနက်တွေနဲ့ဆိုတော့ကျွန်တော်ဘာမှမလုပ်ပဲအိမ်ပြန်လာပါတယ်အော်မှုတ်အိုင်းလေးပဲယူပြီးအိမ်ပြန်လာပါတယ် finally အိမ်ထဲပြန်လာပြီအိမ်ထဲပြန်လာတော့ကျွန်တော်ညနေဆောင်ခံနေဖြစ်နေပြီပေါ့နော်ဆိုတော့အိုင်းလေးထက်ကြိုတယ်အိုင်းကြိုရင်းနဲ့ကျွန်တော်အိုင်းလေးအကြောင်းပါဗျာကြိုရဆိုဟုတ်တယ်ဗျာဆိုတော့ကျွန်တော်အိမ်မိုးပါမယ်ပေါ့နော်အိမ်ကအမိုးမပါဘူးသိရမလား Okay အိမ်ဆိုတဲ့ piece ပေါ့နော်ဒါ piece နဲ့ပို့တူတယ်ရမလားကျုပ်အိမ်လိုမျိုးခေါင်းမဲ့ပါနဲ့မဟုတ်ကြတော့ piece လို့လုံးအောင်နော်ဇွန်မီတွေကလည်းတနက်နေဆိုဗျာဒီနေ့ကျန်းတယ်အဲ့ဒီလေးပြရအောင်နော်ကျွန်တော်ဒီလိုနဲ့အိမ်မိုးပါလိုက်တယ်ထိုင်ပါတော့အောက်ကပဲကျွန်တော်အိမ်မိုးထပ်ပါတယ်နောက်ဆုံးတော့မူးရလေအစီနေလို့ရရပါတော့နောက်တော့ yeah really perfect အနေပါတကယ်နှလုံးထက်လို့ရနဲ့ဒါပဲဖြည့်ရတော့တယ်ဗျာ okay နောက်ပြီးတော့သူ့ရဲ့မီးလေးသူ့နေရာသူပြန်ထားလိုက်ရမှာ yeah လင်းဝါကြီးရင်းနေတာပြောရတာဘာအယောင်မှဘာမှထူးမလာဘူးဟုတ်တယ်နော်အဲ့ဒီထားလိုက်ဗျာကျွန်တော်တို့ဒီမှာရှိရအိုင်းယူလဲပြီးတော့ let's go final crap ကတာနော် finally I'm full မှာရပါပြီကျွန်တော်ပြောရတဲ့အတိုင်းပဲ I'm full မှာအပြင်ကျွန်တော် ready ဖြစ်ပြီပေါ့နော် yeah အဲ့တော့အားလုံးဆုံးလေးကြည့်ပြီးတဲ့ကျေးဇူးတင်ပါတယ် subscribe လေးနဲ့ကြည့်အောင် yeah like လေးပြီးချင်းပြီးသွားလို့ရပါတော့ yeah တော့ bye